လိမ္မော်ရောင်ကြောင်လေးဟာသူ့ရဲ့ချစ်သူကြောင်မလေးကိုအယမ်းဂယုစိုက်ပြီးအလိုလိုက်ပါတယ်။ဒါပေမဲ့ကြောင်မလေးကတော့သူပေးတဲ့နိုးလက်ဖက်ရည်နဲ့လက်လုတ်ခယူခွန်ဆွဲကြိုးကိုစိတ်မဝင်စားတဲ့အပြင်မြေကြီးပေါ်ကိုတောင်လွှင့်ပစ်ခဲ့ပါတယ်။သူမချမ်းသာတဲ့ဘဝကိုပဲမမောနေပြီးစင်ရဲတဲ့သူနဲ့ဆိုရင်ဘယ်တော့မှမပျော်ရွှင်နိုင်ဘူးလို့ပြောကလိမ္မော်ရောင်ကြောင်လေးကိုစွန့်ပစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲစိန်ခံကအပြရောင်ကြီးနဲ့ရောက်လာတဲ့အနက်ရောင်ကြောင်တတိကိုမြင်သွားတဲ့ကြောင်မလေးဟာချက်ချင်းပဲသူ့နောက်ကိုလိုက်သွားပါတော့တယ်။လိမ္မော်ရောင်ကြောင်လေးကတော့သူ့ရဲ့ချစ်သူကိုပြန်ရဖို့အတွက်အသေးကွဲစွာနဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။အဲ့ဒါကတော့သူ့ရဲ့ကြောက်ကပ်ကိုဒေါ်လာ300,000 နဲ့ရောင်းထုတ်လိုက်တာပါပဲ။ခွဲစိတ်မှုထံရာတွေနဲ့ခြိုင်တောက်ကိုအားပြုပြီးသူရလာတဲ့ငွေတွေနဲ့စိန်ဆွဲကြိုးအစ်စ်တကုံးကိုဝယ်ယူခဲ့ပါတယ်။ပြီးတော့ကြောင်မလေးစီကိုတွားပြီးဒီစိန်ဆွဲကြိုးနဲ့ပြန်လိုက်ခဲ့ဖို့တောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့ကြောင်မလေးကတော့စိန်ဆွဲကြိုးကိုတောင်လှည့်မကြည့်တော့ပဲတထေးကြောင်ကြီးရဲ့ကားပေါ်တက်ပြီးထွက်ခွာသွားပါတော့တယ်။